လေပြေတွေကြီးတိုက်ပါမယ်ပင်လယ်ဟာအာမမခံတယ်လို့အမြဲဖြူမလီနိုင်တဲ့တိမ်တွေကလည်းပြောင်းလဲတဲ့ကြောင်းတက်တည်ပြနေတယ်အမောင်ရှိတယ်အလင်းရှိတယ်အနေအမြင့်အတက်အကျနောက်ပြီးပြောင်းလဲမှုတွေလည်းရှိတယ်ဘဝဆိုတာဒါပဲမဟုတ်လားနှင်းစီကနှင်းစီလောက်ပဲလှမှာပေါ့စပယ်လောက်တော့ပဲနှွေးပါမလဲဘာလို့အားငယ်နေမှာလဲလူဆိုတာကိုရင်နဲ့ကိုပဲကျဲတွေလောက်မလင်းနိုင်လို့ဆိုပြီးကိုဆုံးကျူးလေးဟာရှက်လို့ပေမသွားပါဘူးသူများဘဝကိုအားကျနေုံနဲ့ကိုဘဝကတောက်ပါလာမှာမဟုတ်တာမပြည့်စုံခွင့်ရှိတယ်လို့ကြိုးစားခွင့်လည်းရှိနေရပြီအမားတွေထဲမှာပြောခဲ့ဘူးတဲ့လို့အမှန်တွေနဲ့လည်းတော်ခဲ့ဘူးကြပါပဲလူရဖြစ်တည်မှုဆိုတာတစ်ဖက်မှာအားနည်းချက်ရှိရင်တစ်ဖက်မှာလည်းအားသာခြင်းဆိုတာရှိပါတယ်လိုချင်တာအကုန်ရနေမှာပျော်ရမယ်လို့မတွေးပါနဲ့အမြဲတမ်းအချိန်တိုင်းပျော်နေဖို့ဆိုတာကတကယ်မဖြစ်နိုင်လို့ပါကဲ့ရဲ့ခြင်းအထင်သေးခြင်းအတင်းပြောခြင်းဝေဖန်ခြင်းတွေကပတ်ဝန်းကျင်ရဲ့အလုပ်ဆိုရင်ကိုယ်လမ်းကိုလျှောက်တာဟာလေကိုယ့်ရဲ့အလုပ်ပဲပေါ့